မင်္ဂလာပါဒီနေ့ဝတ်သားချက်ပါမယ်ဝတ်သားဟင်းအတွက်ကြက်သွန်ကြီးကြက်သွန်ကြီးချင်းကြက်သွန်ကြီးလုံးလုံးစင်ပြီးဂျင်းကြက်သွန်ကြီးထောင်းထားပါမယ်မြုပ်သီးစိမ့်မုတ်ထည့်ပါမယ်အရောင်အတွက်ပိန်းငန်းမြန်ကြီးလေးနည်းနည်းထည့်ပါမယ်စားအရသာမှုထည့်ပါမယ်ကြက်သွန်ကြီးထောင်းထားတဲ့ဂျင်းကြက်သွန်ကြီးကိုအကုန်ရောထည့်ပါမယ်စီနည်းနည်းထည့်ပါမယ်လုံးပြီးစီတက်ပါမယ်ကြက်သွန်လေးတွေညှိုးပြီးဝတ်သားစီပြန်လာရင်တော့ရေထည့်ပါမယ်ဝတ်သားမျိုးလောက်တဲ့ဒီထည့်ပြီးရေအေးနဲ့နှက်ပါမယ်ဝတ်သားအေးပြီးစီပြန်လာရင်တော့ရပါပြီ So nice ဟင်းနဲ့လေးလည်းကြည့်သွားပြီဆိုတော့ okay ပေါ့အရသာလေးချလို့ရပါပြီ Yay! အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်